ဘန်ကောက်မှာမြန်မာငွေ3200ကျော်ထိုင်းဘတ်ငွေ 1.7 million လောက်နဲ့ရနိုင်တဲ့ pet friendly ကြိုးပွိုင်းကွန်ဒို project တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီ project ရဲ့9မိနစ်လမ်းလျှောက်အကွာဝေးမှာဆိုလို့ရှိရင်တော့ international school ရှိပြီးတော့နောက်ပြီးကြလို့ရှိရင်ဒီ10မိနစ်လမ်းလျှောက်အကွာဝေးမှာဆိုလို့ရှိရင်လည်း hospital တစ်ခုရှိပါတယ်ဒါအပြင်ဒီ project နဲ့အနီးဆုံးမှာကကြတော့ Thermal Fan Cafe ရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ Thermal ရှိမယ် Lotus ရှိမယ် Macro ရှိမယ်ပြီးလို့ရှိရင် Wet Market နဲ့ Night Market တွေလည်းအများကြီးတည်ရှိနေပါတယ်ဒါကြောင့်မို့လို့ဒီ project လေးကိုသွားပြီးတော့ကြည့်လိုက်ရအောင်နော်project မှာဆိုလို့ရှိရင်တော့အခန်းပေါင်း total unit 400ကျော်ပေါင်းမှာဖြစ်ပြီးတော့ဒီထဲမှာမှ bidding A နဲ့ B ဆိုပြီးတော့ရှိမှာပဲဖြစ်ပါတယ်။ bidding B မှာဆိုလို့ရှိရင်တော့ pet friendly အနေနဲ့ရွေးချယ်လို့ရမှာပဲဖြစ်ပါတယ်။ဒီ Cozy La Brown 107 project လေးအားဆိုလို့ရှိရင်ဘန်ကောက်မှာရှိတဲ့တခြား project တွေနဲ့ရှင်းမယ်ဆိုရင် transportation အနေနဲ့ထူးထူးခြားခြားရွေးချယ်စရာအများကြီးရှိပါတယ်။ကွန်ဒိုကနေပြီးတော့ MRT Yellow Line Bankapi Station နဲ့ဆိုလို့ရှိရင်10မိနစ်လမ်းလျှောက်အကွာဝေးမှာပဲတည်ရှိပါတယ်။ဒါပေမဲ့ဒီကွန်ဒိုကနေပြီးတော့ MRT Yellow Line နဲ့ Orange Line ထိကိုရှက်တဲ့ဘတ်စီစဉ်ပေးထားပါတယ်။နောက်တစ်ခုကဒီ Thermal ရဲ့ရှေ့တက်တဲ့မှာဆိုလို့ရှိရင် bus station ရှိပါတယ်။ဒီမှတ်တိုင်မှာဆိုလို့ရှိရင်ဘန်ကောက်တစ်မြို့လုံးသွားတဲ့ bus ကားတွေပြေးဆွဲတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုက bus နဲ့သွားခြင်းနဲ့ဆိုလို့ရှိရင်ဒီမှတ်တိုင်ကနေပြီးတော့စပြီးတော့စီးလို့ရပါတယ်။ Thermal ရဲ့နောက်ကျောမှာဆိုလို့ရှိရင်ဆက်လေစိတ်ထပ်ရှိပါတယ်။ဒီဆက်လေစိတ်ကဆိုလို့ရှိရင် traffic မရှိဘဲနဲ့အချိန်မှန်ပြေးဆွဲတဲ့အတွက်ကြောင့်မို့လို့ထိုင်းလိုကဲတော်တော်များများကတော့ရုံသွားရုံပြန်အနေနဲ့အသုံးပြုကြပါတယ်။ဒါလေးကတော့23 square meter ကျယ်ဝန်းတဲ့ one bed room လေးပဲဖြစ်ပါတယ်။အခုမြင်တွေ့နေရတဲ့အတိုင်းပဲအခန်းရဲ့ဝင်ချင်းမှာဆိုလို့ရှိရင်တော့ living area လေးထားရှိပေးထားပါတယ်။ living area ရဲ့တစ်ဖက်တစ်ချက်မှာဆိုလို့ရှိရင်တော့ kitchen လေးထားရှိပေးထားပါတယ်ဒီ project ရဲ့အခန်းတိုင်းမှာဆိုလို့ရှိရင်တော့ fully furnished ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ project ဆောက်လုပ်ပြီးစီးပြီးတာနဲ့ ready to move ရင်တခါတည်းတက်နေလို့ရမှာဖြစ်ပါတယ် living room နဲ့တစ်ဆက်တည်းမှာဆိုလို့ရှိရင်တော့အိတ်ခမ်းလေးထားရှိပေးထားပါတယ်ဒီအိတ်ခမ်းလေးကကြတော့ balcony နဲ့တခါတည်းချိတ်ဆက်တာဖြစ်တဲ့အတွက်ကြောင့်မလို့လူငယ်တွေကြိုက်တဲ့အခန်းတိုက်လေးပဲဖြစ်ပါတယ်အခန်းရဲ့ဒီဘက်မှာဆိုလို့ရှိရင်တော့ဒီရေချိုးခန်းအိမ်သာရှိမယ်ပြီးလို့ရှိရင် bathroom တွေထားရှိပေးထားပါတယ်အခုမြင်တွေ့နေရတဲ့အခန်းလေးရဆိုလို့ရှိရင်တော့ 24.5 square meter ကျယ်ဝန်းတဲ့ one bed plus room လေးပဲဖြစ်ပါတယ်ဒီခန်းမှာဆိုလို့ရှိရင်တော့ one bed plus အနေနဲ့ထားရှိရဖြစ်တဲ့အတွက်ကြောင့်မလို့အိတ်ခန်းအနေနဲ့အသုံးပြုလို့လည်းရတယ်မြင်တွေ့နေရတဲ့အတိုင်းပဲ working place အနေနဲ့လည်းထားရှိလို့ရပါတယ်ကဲဒါဆိုလို့ရှိရင်တော့ living area ကိုသွားလိုက်ရအောင်နောက်ထပ်ဒီကွန်ဒိုမှာရရှိနိုင်တဲ့ one bedroom 26 square meter လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်အခုမြင်တွေ့နေရတဲ့အတိုင်းပဲဒီဝင်ချင်းမှာဆိုလို့ရှိရင်တော့ living area လေးထားရှိပေးမှာပဲဖြစ်ပါတယ် living area ရဲ့တစ်ဖက်တစ်ချက်မှာဆိုလို့ရှိရင်တော့အိတ်ခမ်းလေးထားရှိပေးထားပါတယ်အိတ်ခမ်းကနေထွက်လိုက်မယ်ဆိုလို့ရှိရင်တော့ close kitchen လေးထားရှိပေးထားပါတယ်ဒီ kitchen ကိုလည်း balcony နဲ့တပါတယ်ချိတ်ဆက်တာဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မာတွေတော်တော်များများကြိုက်နေတတ်တဲ့ kitchen ပုံစံမျိုးစားလေးပဲဖြစ်ပါတယ် kitchen နဲ့တစ်ဆက်တည်းမှာဆိုလို့ရှိရင်တော့ရေချိုးခန်းအိမ်သာအခန်းလေးရှိပါတယ်ဒီ project မှာဆိုလို့ရှိရင်တော့ fully furnished ဖြစ်တဲ့အပြင်မြန်မာတွေကြိုက်တဲ့အခန်းဖွဲ့စည်းပုံတွေနဲ့တည်ဆောက်ထားဖြစ်တဲ့အတွက်ကြောင့်မလို့ရမင်းနဲ့အတူသွားပြီးတော့ကြည့်လိုက်ကြရအောင်နော်အခုမြင်တွေ့နေရတဲ့အတိုင်းပဲဒီမှာဆိုလို့ရှိရင်ထမင်းစားသပွဲထားရှိမှာဖြစ်ပါတယ်ကဲဒီဘက်မှာဆိုရင်တော့မြန်မာတွေကြိုက်တဲ့ဒီ open kitchen လေးကို balcony နဲ့အတူတွဲပြီးတော့ထားပါတယ်ဒီမှာဆိုလို့ရှိရင်တော့အိတ်ခမ်းအနေနဲ့ထားရှိထားပါတယ်
အိတ်ခမ်းရဲ့ဘေးမှာဆိုလို့ရှိရင်တော့ရေချိုးခမ်းနဲ့အိမ်သာပါတွဲရက်ထားရှိရဖြစ်တဲ့အတွက်ကြောင့်မလို့ master bedroom အနေနဲ့လည်းအသုံးပြုလို့ရပါတယ်payment plan အနေနဲ့ဆိုလို့ရှိရင်တော့လာမယ့်2029မှာသာ 70% ပေးချေလို့ရမှာဖြစ်ပြီးတော့အခုလက်ရှိကနဦး 30% ပေးချေုံနဲ့ဝယ်လို့ရနိုင်တဲ့ project လေးဖြစ်ပါတယ်အခုလိုမျိုးဘန်ကောက်မှာရောမြန်မာပြည်မှာရော investment ပြုလုပ်ချင်တဲ့လူကြီးမင်းတွေရှိရဆိုလို့ရှိရင်လည်းညီမတို့ရဲ့ SPF property page ကို like and follow လုပ်ထားပေးကြပါအောင်ရှင်ညီမကတော့ Your Real Estate Advisor ရမင်းဖြစ်ပါတယ်အားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော် bye bye